ပရိသတ်တွေအရန်ကိုကြိုက်ခဲ့ကြတယ်အမျိုးသမီးတစ်ယောက်ရဲ့ခံယူချက်ပေါ့နော်နှစ်ခုရှိပါတယ်တစ်ခုကပထမဆုံးတစ်ခုကကျွန်တော်မြစ်တို့ဤမာယာနဲ့ပတ်သက်ပြီးတော့မေးချင်ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခုကမိမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်ပါကျွန်တော်မေးချင်ပါခင်ဗျမြစ်တို့ဤမာယာပေါ့ဟုတ်အဲ့ဒီမှာဆရာမရေးသားခဲ့တဲ့စာပေလေးပါရွေးချယ်ခွင့်အရန်ကိုနဲတဲ့မိမသားတို့ရဲ့ဘဝမှာပေါ့နော်ခံစားချက်ကိုဖော်ပြဖို့တတ်နိုင်သမျှစ조사အားထုတ်တာကိုညှို့ဆွဲမှုလို့ဆွဆွဲရတဲ့အတွက်ရှင့်ကိုကျမကျေးဇူးတင်တယ်ကိုမိုးဝေဆိုတဲ့ဒီဇက်ကောင်ရဲ့ပြောတဲ့စိတ်ခံစားချက်ကလေးပြောတဲ့စိတ်ခံစားချက်တော်တော်လေးကိုလည်းခံစားရပါတယ်နောက်ပြီးတော့ဒီစာသားကိုပရိသတ်တွေတော်တော်လေးသဘောကျကြပါတယ်နောက်ပြီးတော့ဒီဝတ္ထုကိုရုပ်ရှင်ဇာတ်ကားဖြစ်ပြန်လည်ပြီးတော့ဖန်တီးတဲ့အခါမှာလည်းဆရာမရဲ့ဇာညွှန်းကိုလုံးဝမဖြတ်မတော့မပြင်းမစင်နောက်တစ်ခုကကြတော့ဝတ္ထုရဲ့နာမည်မူရင်းကိုပြန်ယူပြီးတော့ဒီဝတ္ထုကိုရေးတဲ့ဆရာမကိုတော်တော်လေးကွန်ပျူတာကိုတွေ့မြင်ရပါတယ်ဟုတ်ကဲ့ပါဟုတ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါကတချို့ကတော့ဟုတ်တယ်လေဝတ္ထုကိုဇာကြောရိုးလိုပဲယူတာမျိုးနော်ခေါင်းစဉ်ကိုပြင်လိုက်တာမျိုးဒီဝတ္ထုကိုကျတော့သူတို့ကဇာကြောရိုးကိုလည်းယူတယ်ဇက်ကောင်တွေကိုလည်းမပြင်ဘူးအလုံးဝတ္ထုရဲ့နာမည်ကိုလည်းသူကတစ္ဆာရှိစွာနဲ့ထိန်းထားတယ်ဆိုတော့အဲ့ဒီအတွက်လည်းအဲ့ဒီဒါရိုက်တာတွေထုတ်လုပ်သူတွေကိုကျွန်မကျေးဇူးတင်ရပါတယ်တကယ်ကိုမြစ်တို့ဤမာယာဝတ္ထုအတိုင်းပဲပေါ့နော်ဇက်သိန်းကအစဇက်သိန်းမှာသိမ့်လိုက်တဲ့ဟာကလည်းဝတ္ထုထဲမှာသိမ့်ထားတဲ့ဇက်သိန်းအတိုင်းပဲတက်သွေးမတိမ်ပဲဆိုတော့ဝတ္ထုကိုအလွန်သစ္စာရှိသောရုပ်ရှင်လို့ကျွန်မခံစားရပါတယ်အဲ့ဒီထဲမှာဒါကေတီပြောတဲ့စကားပေါ့နော်ကေတီဖြစ်သရုပ်ဆောင်တာကမိသားတို့သူပြောလိုက်တဲ့စကားအဲ့ဒါကလည်းကျွန်မထင်တယ်မိန်းမသားတော်တော်များများမှာဒီခံစားချက်ရှိလိမ့်မယ်လို့ထင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်မတို့မိန်းမသားတွေဆိုတာကဒီရှေးကတည်းကကိုယ့်ရဲ့ခံစားချက်ကိုထုတ်ဖော်ပြီးမပြောရအောင်အထူးသဖြင့်အမျိုးသမီးနဲ့အမျိုးသားနဲ့ရှင်လာတဲ့အခါမှာအမျိုးသားကသာပြောတဲ့သူကျမတို့ကလက်ခံတဲ့သူပေါ့နော် propose လုပ်တယ်အမျိုးသမီးက yes or no ပြောရတယ်ဆိုတော့အဲ့ဒီရှေးမှုကိုရှေးထုံးကိုကျမတို့အခုချိန်ထိမပယ်ကြဘူးပေါ့အခုနောက်ကိုရီးယားကားတွေပေါ်လာတဲ့အခါကျပယ်ခြင်းတရားဖြစ်လာတော့လည်းပဲအခုချိန်ထိတော့ကျမတို့မပယ်ကြသေးဘူးအဲ့ဒီထဲမှာလည်းကေတီကအဲ့ဒီရှေးထုံးကိုမပယ်ဖြစ်ဘူးမပယ်ဖြစ်ပေမဲ့ဒီအမျိုးသားလေးကသူ့ကိုသတိထားမိလာအောင်ဒါမှမဟုတ်သူ့ရဲ့အချစ်ကိုနည်းနည်းလေးသတိထားမိလာအောင်ရေလာမြောင်းပေးလို့ကျမတို့ခေါ်ကြတယ်အဲ့ဒါမျိုးနည်းနည်းပပတော့ဟန်အမူအရာလေးနဲ့တော့၎င်းစကလုံးလေးတစ်ခွန်းနဲ့တော့၎င်းပြောတယ်အဲ့ဒါကိုဟိုဘက်ကမိုးဝေကသူကနောက်ကြမှတီးလိုက်တာကိုနောက်ကြမှတီးလိုက်တဲ့ခါကျသူချစ်ရေးဆိုဖို့ဘယ်လိုမှမရတော့ဘူးနောက်ကျသွားပြီးတော့သူ့အနေနဲ့လည်းနာကြီးချက်ကလေးတစ်ခုရှိမှာဒီဘက်ကကေတီကလည်းသူ့ကိုအဲ့လိုထင်းရဲလေခြင်းဆိုပြီးတော့နာကြီးချက်ရှိတော့အဲ့နာကြီးချက်နှစ်ခုစုံတဲ့အခါမှာအဲ့ဒါပောက်ကွဲသွားတယ်ဒါကကေတီရဲ့ရင်းနှီးခံစားချက်နဲ့ပြောလိုက်တဲ့ငေါ့တော့စကားလေးပေါ့နော်အဲ့တော့အဲ့ဒါလေးကလည်းမျိုးသမီးတွေအားလုံးရဲ့ခံစားချက်ကိုကျွန်မရေဘူးရခြုံငုံကြည့်လိုက်တာပါကျွန်မဆိုရင်လည်းအဲ့ဒီလိုပဲခံစားရမှာပဲလို့ကိုပိုင်တွေးလိုက်တဲ့ခါကျအဲ့ဒီလိုရေးပြသွားတာပါဟုတ်ကဲ့ပါဒီစာပေဒီဝတ္ထုစာပေထွက်တဲ့အချိန်မှာမြမယဉ်ကျေးမှုအနေအထားပေါ်မှာအမျိုးသမီးတယောက်ရဲ့ရည်တည်ချက်ကိုမယင်မယမ်းရလေအောင်ဆရာမအနေနဲ့အကောင်းဆုံးသုံးသပ်ထားတယ်လို့အားလုံးကချီးကျူးကြပါတယ်ဆရာမဟုတ်ကဲ့ပါအဲ့ဒါဆိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဆရာမနောက်တစ်ခုကကြာတော့တည်လဲမောင်စကားဆိုတဲ့စကားလုံးအသုံးနှုန်းလေးကအမျိုးသမီးတွေရဲ့ဘဝရဲ့ရင်ထဲမှာရှိနေတဲ့ခံစားချက်ကိုထပ်ပြီးတော့ထင်ဟပ်စေတဲ့စကားတစ်ခုလို့ထင်မြင်ယူဆမိပါတယ်ဆရာမဟုတ်ကဲ့အဲ့ဒါကကျမရဲ့ဝတ္ထုဒုတိယဝတ္ထုရဲ့ခေါင်းစဉ်ပေါ့နော်အဲ့ဒီဝတ္ထုရဲ့ခေါင်းစဉ်ကြာတော့တည်လဲမောင်စကားဆိုတာကမိန်းကလေးတွေအနေနဲ့လေယောက်ျားလေးတွေရဲ့စောစကေတီလိုပဲပေါ့နော်မိန်းကလေးတွေအနေနဲ့မျိုးသားတွေရဲ့ဖွင့်ဟဝန်ခံမှုကိုကိုကပြောလင်းရတာပြီးတော့မှ yes or no ပြောရတာဆိုတော့မျိုးသမီးလေးကစောင့်နေပြောမှာလားဒီနေ့ပြောမှာလားမပြောဘူးနောက်တစ်နေ့ကျရင်ပြောမှာလားသိနေတယ်လေဒီမျိုးသားလေးရဲ့ချစ်ချင်းမြတ်တာကိုသူမြင်နေရတယ်ဆိုရင်သူ့အနေနဲ့ဖွင့်ပြောဖို့ပဲရှိတော့တယ်ဒါပေမဲ့အဲ့လိုပြောမလားလို့စောင့်ရတဲ့မိန်းကလေးတယောက်ရဲ့ခံစားချက်အဲ့တော့ကျမရဲ့ဝတ္ထုမှာလည်းအဲ့ထဲကဇက်လိုက်ကတင်စောကသူမျှော်လင့်တာကဖြိုးကျော်စီကမျှော်လင့်တဲ့စကားသို့တော်ဖြိုးကျော်ကလည်းသူ့ကိုမပြောဘူးဘာကြောင့်မပြောတာလဲဆိုတော့တင်စောရဲ့အရင်တုန်းကပြောမိတဲ့စကားတစ်ခွန်းကြောင့်ပေါ့ငါတဲ့ပညာအစင်တန်းနေတဲ့သူမျိုးကိုတစ်သက်လုံးမစင်စားဘူးလို့ဒီလိုပဲရေမောပြောလိုက်တဲ့စကားဒါပေမဲ့ဖြိုးကျော်ကသူကဆယ်တန်းမအောင်သေးတဲ့သူဆိုတော့သူ့ရင်ထဲမှာထိသွားတော့ငါဘယ်တော့မှတင်းနေစောရီးစားစကားမပြောဘူးလို့ဆုံးဖြတ်လိုက်လေသလားမပြောတတ်ဘူးပေါ့နော်မပြောလာဘူးအဲ့တော့ဘယ်ချိန်ပြောမလဲနဲ့စောင့်ငါတာကြားသွားတယ်တိုးတော်စကားကမပေါ်လာဘူးကျမ
ယူလိုက်တဲ့စာသားကနောက်ဆုံးတစ်ပိုက်လို့ကျွန်မထင်တယ်မတိချိန်ခါသူကတာ၍ရွာတော့တည်လဲမိုးတကြားဆိုတာဒါပထမဆုံးတစ်ပိုက်နောက်တစ်ပိုက်မှာလည်းအဲ့ဒီလိုပဲဒီခက်ဆင်စင်စကားလုံးလေးအခုဒါကနောက်ဆုံးစကားကြာတော့တည်လဲမောက်စကားဆရာမကြီးအထူးသဖြင့်ဆယ်ကျော်သက်တွေအရန်ကိုနှစ်သက်ခဲ့တယ်စောင့်နေမယ်လို့မပြောလိုက်ဘူးဆိုတော့ I can fly tomorrow နဲ့ပတ်သက်ပြီးတော့ဆရာမအနေနဲ့လည်းခန်းစားချက်တွေအများကြီးရှိနေမယ်လို့ထင်ပါတယ်ဟုတ်ကဲ့အဲ့ဒါကကျမရဲ့ဓာတ်ရိုက်ခန်းစားချက်တော့မဟုတ်ဘူးပေါ့လေဒါပေမဲ့ကျမရဲ့ဒူမအရွယ်တူအရွယ်အဲ့ဒီအရွယ်ကလေးတွေပေါ့နော်အဲ့ဒီဝတ္ထုရဲ့ဇာတ်လိုက်က18နှစ်20 22အဲ့ပတ်ဝန်းကျင်လူငယ်လေးတွေပေါ့အဓိကကကျမတို့စီမှာပညာကအခုများလဲပြောကြပါတယ်ပညာရေးစနစ်ကိုအားမရတဲ့အကြောင်းလေအဲ့တော့ပညာသင်ခြင်းတဲ့ကလေးတွေကပညာနဲ့ဝေးရတယ်ဆိုတာမျိုးပြောတဲ့အခါကျကျမကသူတို့အားပေးချင်တာဒီကလေးတွေကိုပညာဆိုတာကကိုယ်နဲ့မလန့်မကမှရှိတဲ့သူတွေလည်းရှိတယ်ကံကောင်းကြရင်ပေါ့ကံဆိုးတဲ့သူကြကိုယ်နဲ့ပညာနဲ့အလှမ်းဝေးတယ်ပေါ့ဒါပေမဲ့အလှမ်းဝေးတဲ့အခါကျတော့အဲ့အလှမ်းဝေးတဲ့နေရာထိအောင်ရောက်အောင်သွားဖို့ကိုယ့်ဘက်ကကြိုးစားအထောက်မှုတွေလိုတယ်ဆိုတာမျိုးမင်းကလေးကဒီကနေ့အနေနဲ့ तू စူးစမ်းလို့လက်လန်းမမိသေးပေမဲ့ तू မနှက်ဖန်ကြလို့ရှိရင် तू ပြန်သားနိုင်မှာအဓိကတော့ I can fly tomorrow ဒီနေ့တော့ तू မပြန်သားနိုင်သေးဘူးတိုးတော့နှက်ဖန်ကြရင် तू ပြန်သားနိုင်မှာအဲ့ဒီအတွက် तू မှာရွယ်ချက်တွေရှိရမယ်နောက်ကတွန်းအားတွေရှိရမယ်အဲ့တွန်းအားတွေအကြောင်းကိုကျွန်မရေးပေးတာဖြစ်တဲ့အတွက်ကလေးတွေအတွက်ရည်ရွယ်ပြီးတမင်သက်သက်ရေးတဲ့လူငယ်ဝတ္ထုတစ်ပုဒ်ပါဟုတ်ကဲ့နောက်ထပ်မေးချင်တဲ့မေးခွန်းလေးတစ်ခုရှိပါတယ်ဆရာမအဲ့ဒါကတော့ဟောပါနော်မေမေဆိုတဲ့ကိုယ့်ရဲ့အမေကိုတိုင်ပင်ထားတဲ့အရာလေးနဲ့ထင်ပါတယ်မေမေရဲ့လောကကြီးမှာတွေ့သွားပြီးတဲ့ပန်းတွေအများကြီးအဲ့ဒီထဲမှာပန်းပြန်ပွင့်တဲ့ပန်းမရှိဘူးလို့ထင်လာတဲ့တချို့ပန်းပွင့်တွေကတစားစီဖဲ့ချွေခံလိုက်ရပေမဲ့ပန်းပြန်ပွင့်နိုင်တဲ့တတိတွေရှိတယ်ဆိုတော့ဟုတ်ကဲ့ခန်းစားချက်လေးပါဆရာမဟုတ်အဲ့ဒါကျွန်မဝတ္ထုတစ်ပုဒ်ထဲမှာကျွန်မရေးဘူးတယ်၈နှစ်လောက်ရှိပြီရှင်ဟုတ်ဒီဝတ္ထုကကျဲကျွေးတို့ရဲ့အတောင်ပံနဲ့နာမည်ကိုကကျွေးသွားတဲ့ကျဲဒါပေမဲ့သူ့မှာအတောင်ပံရှိတယ်ပေါ့နော်အဲ့ဒီအတိတ်ပဲအဲ့ဒါကဘာကိုပြောချင်တာလဲဆိုတော့မိန်းကလေးတယောက်ရဲ့တတ္တိပေါ့လောကဓာတ်ကိုရင်ဆိုင်ရတဲ့တတ္တိနောက်သူ့သားအတွက်ရှိလာတဲ့ခွန်အားသူ့သားလေးကိုပညာတတ်တယောက်ဖြစ်ရမယ်ငါလိုမျိုးအနှိမ်ကံဘဝမျိုးမဖြစ်ရအောင်ဆိုပြီးတော့ရွာကိုလည်းသူကပြန်မသွားရဲဘူးလေအဲ့ထဲမှာသားကနေပြီးတော့အမေကိုသားကလည်းပညာတတ်ဖြစ်သွားပြီဒါပေမဲ့အမေကသူ့ကိုသူရင်မဆိုင်ရဲလို့ရွာကိုသူမပြန်ရဲဘူးမပြန်ရဲတဲ့ခါမှာရွာကိုသူပြန်ရမယ်အမေကရွာကိုပြန်ရမယ်ဘာကြောင့်လဲဒါအမေမှားတဲ့အမှားမဟုတ်ဘူးပေါ့နော်အဲ့ဒီလူရဲ့အမှားသာဖြစ်တယ်အဲ့တော့သူ့ကိုသားအဖြစ်နဲ့တရားမဝင်တော့လည်းပဲသားအဖြစ်နဲ့အမေကကျင်ညာစေခြင်းတယ်သူလည်းသူလိုက်မယ်အမေကိုလည်းသူကတွန်းအားပေးတယ်အဲ့ဒီအတွက်ကိုသူတွန်းအားပေးဖို့ပြောလိုက်တဲ့စကားလေးပါပန်းဆိုတာကြွေပြီးလို့ရှိရင်ပန်းပြန်မဖြစ်ဘူးလို့ထင်နေလားတစားစီဖဲ့ကြွေခံလိုက်ရပြီမဲ့ပြန်ဆက်ပြီးသူကအဲ့မှာအင်ဂျင်ပန်းလေးကိုလာမသိဘူးသူ့အမေကိုသူပြန်ဆက်ပြတာကျွေသွားတဲ့ပန်းလေးကိုသူပြန်ဆက်ပြတာပြန်ဆက်ပြအမေကိုအဲ့တက်တီတွေပေးလိုက်တာအဲ့စကလုံးလေးပါပရိသတ်တွေကကြိုက်ကြတယ်နဲ့ဟုတ်ကဲ့နောက်တစ်ခုကတော့မိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ပါအဲ့ဒါကလည်းအချစ်ဝတ္ထုပါပဲအချစ်နဲ့အိမ်တောင်ရေးပေါ့နော်အချစ်မှာသူကအိမ်တောင်ကြတာကရှေ့ပိုင်းမှာအလဲလောက်မှာအိမ်တောင်ကြသွားတယ်ဆိုတော့ဒီအိမ်တောင်မြဲမှုမိမရဲ့တန်ကြီးခံမှုမျိုးသားရဲ့တန်ကြီးခံမှုအဲ့ဒါတွေကိုဟိုရေးတာကိုပฏิပက္ခတွေကိုရေးထားတာဆိုတော့အဲ့ဒီစာသားကိုလည်းကျွန်မမှတ်မိပါတယ်အမျိုးသမီးတွေကအမျိုးသားတွေကိုချစ်တဲ့နေရာမှာဘဝတစ်ခုလုံးနဲ့ပုံပြီးတော့ချစ်တာပေါ့ကျွန်မအဲ့ထဲမှာလည်းကျွန်မရေးဘူးတယ်အမျိုးသမီးတွေအတွက်အချစ်ဆိုတာဟာတဘဝလုံးစာဖြစ်ပါတယ်တဲ့ဒါပေမဲ့အမျိုးသားတွေအတွက်ကတော့အချစ်ဆိုတာဘဝရဲ့သိငယ်တဲ့ကဏ္ဍတစ်ခုပဲဖြစ်တယ်အဲ့ဒီနေရာမှာအမျိုးသမီးနဲ့အမျိုးသားနဲ့ခံယူချက်ချင်းမတူဘူးလေအဲ့တော့အမျိုးသမီးနဲ့အမျိုးသားမတူတာတွေကိုလိုက်ပြီးတော့တူအောင်ညှိလို့လည်းမရဘူးမရတော့အမျိုးသမီးကသူ့ခံစားချက်နဲ့သူနေတယ်အမျိုးသားကလည်းသူ့ခံစားချက်နဲ့သူနေတယ်ပေါ့ဒီမှာတော့သူမောင်ကိုပြောလိုက်တာကနည်းနည်းသူ့ဘက်ကနာကျင်မှုတစ်ခုပါလိမ့်မယ်လို့ထင်တယ်။မောင်ဟာသူ့ဘက်မှာမရက်ဘူးပေါ့နော်။သူ့အပေါ်မှာအမှန်တိုင်းမမြင်ဘူး။နောက်သူ့အပေါ်မှာတန်ဖိုးသိမ့်မထားဘူး။ तू ပေးတဲ့အချစ်ကိုမောင်ကမရဘူး။မောင်လိုချင်တဲ့အချစ်ကတမျိုးလား။အဲ့တော့သူတို့နှစ်ယောက်ကြားထဲမှာတတိယလူလုံးဝမပါဘူးနော်။တကယ်တော့အချစ်တွေမှာတယောက်နဲ့တယောက်နဲ့အိမ်အောင်တွေကွဲကြတယ်ဘာညာစင်တတိယလူကြောင့်ကွဲကြတယ်အခုဒီထဲမှာကဇက်ကောင်ကနှစ်ယောက်တည်းဟုတ်ကဲ့ဒီအမျိုးသမီးနဲ့အမျိုးသားနဲ့သူတို့ချင်းချင်းချစ်ကြလို့ပဲယူကြတာသို့တော့အဲ့နှစ်ယောက်ရဲ့ခံစားချက်တွေအတွေ့အခေါ်တွေခံယူချက်တွေယက်တည်မှုတွေတမိုးထားမှုတွေမတူတဲ့အခါကျသူတို့နှစ်ယောက်ရဲ့အိမ်အောင်ကအဲ့လိုပဲပြုတ်ကွဲပျက်စီးတာအဲ့ဒါကိုကျွန်မကပြောချင်တာအဲ့တော့မျိုးသားကိုသူကအားမလို့အားမရပုံစံနဲ့သူ့ရှေ့ကတက်မရက်လို့မျိုးသမီးတွေကလက်ထပ်ပြီးဆိုလို့ရှိရင်အားကိုးတဲ့စိတ်လည်းပါတာဟုတ်နော်အဲ့တော့အဲ့မှာလက်ထပ်ခြင်းကိုဘာကြောင့်လက်ထပ်တာလဲလို့မေးတဲ့အခါမှာချစ်လို့လည်းလက်ထပ်တယ်သူ့ရဲ့အမျိုးသားကိုသူကိုယ်တိုင်ပြုစုခြင်းလို့
လက်ထပ်မယ်ကျင်နာခြင်းလို့နှွေးထွေးခြင်းလို့နောက်တစ်ခုကတော့အားကိုးခြင်းလို့အဲ့တော့အားကိုးတဲ့နေရာမှာငွေကြေးအားကိုးရုံနဲ့မကဘူးကိုယ်လုံခြုံမှုအတွက်ကိုယ်ပတ်ဝန်းကျင်ရဲ့ဟိုဘယ်လိုခေါ်မလဲကဲ့ရဲ့မှုတွေကပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကိုလည်းသူ့အမျိုးသားကနေကောက်ွယ်ပေးစေခြင်းနဲ့အမျိုးသားမှာကိုယ်နားမလဲရင်ပတ်ဝန်းကျင်ကရောကိုယ်နားလဲပါမလားအဲ့ဒီအတွေးတွေနဲ့သူ့နေရာမှာကျွန်မဝင်ခံစားပြီးတနည်းအိမ်နဲ့ဒေါက်တာတနည်းအိမ်သိနေမှာကျွန်မခံစားပြီးရေးထားတာပါလူတွေတော်တော်များများဟုတ်ကဲ့ကြိုက်ကြပါတယ်မိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ကိုဟုတ်ကြပါတယ်ကျွန်မလည်းအခုပြန်ဖတ်ရင်ကြိုက်ပါတယ်